နေ့ကဒီချစ်ဖို့ကောင်းတဲ့အိတ်ကလေးကိုထိုးပြပါမယ်ဒါအိတ်ကလေးထိုးမှာပေါ့နော်ဒီချီနဲ့ထိုးမှာပေါ့ဒါတော့အဓိကတော့ဒီချီကလေသူက knock down လုပ်တဲ့ချီပေါ့နော်အားကြောင့်ချီ size ကနည်းနည်းကြီးတယ်ဒါပေမဲ့ကျွန်မဒီချီနဲ့စမ်းထိုးကြည့်မယ်ပေါ့နော်25ကိုထိုးမယ်ပေါ့နော်25ခုရသွားပြီပေါ့နော်တကယ်လို့ကိုကထိုးတဲ့ချီကလည်း size သေးမယ်ပတ်စံအိတ်ကို size ကြီးလိုချင်တယ်ဆိုလို့ရှိရင်ဒီအရင်ဆုံးဒီchain လေးထိုးပြီးသွားတဲ့ချိန်မှာပေကြိုးလေးနဲ့အရင်တိုင်းကြည့်ပေါ့နော်ကိုလိုတဲ့အတိုင်းအတာရောက်တဲ့ခါကျရင်ရက်လိုက်ပေါ့နော်ကျွန်မကတော့ချီလုံးကလည်း size ကြီးတဲ့အတွက်ကျွန်မလိုချင်တဲ့ size လောက်နဲ့ဆိုရင်သူက25 chain 25ခုနဲ့ဆိုအဆင်ပြေတယ်ပေါ့နော်ပြီးရင်ကျမတို့ကတိုင်တိုထိုးမှဖြစ်တဲ့အတွက် chain တစ်ခုထိုးလိုက်မယ်ပြီးရင်သူ့ဘေးကတည်းအပေါက်ထဲမှာတိုင်တိုတစ်ချောင်းထိုးမယ်တဲ့တတိုင်းပေါ့နော်နှစ်တိုင်းအဲ့လေးကိုဒီအဆုံးရောက်တဲ့အထိတောက်လျှောက်ထိုးသွားပြီမယ်နော်ကျွန်မထိုးလာခဲ့တာ25တိုင်းပြည့်သွားပြီပေါ့နော်25တိုင်းပြည့်သွားရင်ကျွန်မဒါပတ်စံအိတ်ကဒီအောက်မှာခံမဲ့အကျယ်ပေါ့နော်အဲ့လိုဆိုတော့ဒီတိုင်းတိုးကလေးပဲကိုလိုချင်တဲ့အတိုင်းသားရောက်တဲ့အထိကိုတောက်လျှောက်ပြန်ထိုးသွားပြီပေါ့နော်အခုဒါဆုံးသွားပြီတဒန်းပြီးပြီဆိုတော့ chain 1ပြန်လှည့်ပြီးတော့သူဘေးနာကပေါက်ထဲကိုမို့တိုင်တိုးထပ်ထိုးမယ်ပေါ့နော်ပြန်တပေါက်မှာတတိုင်းနဲ့ဒီဘက်အဆုံးရောက်တဲ့အထိထိုးသွားပြီးမယ်နောက်ထပ်တစ်ချောင်းပြီးသွားပြီပေါ့နော်ဒီမှာတိုးတဲ့2 row ရှိတယ်ပေါ့နော်2 row ပြီးသွားပြီဆိုတော့ဒီတိုးတဲ့2 row မှာဒီကိုလိုချင်တဲ့အဲ့ရဲ့အောက်ခြေပေါ့နော်အဲ့ရဲ့အောက်ခြေအကျယ်ဝန်းတိုင်းဆက်ပြီးတော့ထိုးမယ်ကျမတော့နည်းနည်းထပ်ထိုးမယ်ပေါ့နော်အဲ့တော့လိုချင်ကိုယ့်ရဲ့အဲ့ size ဘယ်လောက်လိုချင်လဲပေါ့မူတည်ပြီးတော့အရှည်တွေအကျယ်တွေကကိုယ့်ဘက်ကိုလိုသလိုညှိလို့ရတယ်ပေါ့နော်ဒါကျမရဲ့ပတ်စံအိတ်ရဲ့အောက်ခြေ2 row ရှိလဲဆိုတော့1 2 3 4 5 6 8 8 row ရှိတယ်ပေါ့နော်အဲ့ပြီးရင်ကျမတို့ကထောက်ဆောင်ကလေးတွေမှာကဲလို့ဂျိတ်ကလေးတွေရှင်တော့မှတ်ထားပါတော့ထောက်ဆောင်ကလေးတွေမှာအဲ့တော့နှစ်ခုကျမဂျိတ်ကလေးတော့ရှာလိုက်ပါမယ်ပြီးရင်ဒီထောက်ကလေးတွေမှာတိုင်ကလေးတွေပွားမှာဆိုတော့အဲဒါမှတ်ကလေးနဲ့မှတ်ထားခဲ့မယ်ပေါ့နော်ဒီထောက်ပြီးရင်ဒီတောက်ပချတယ်လာလိုက်ချတယ်လာလိုက်ရင်ဒီနေရာပေါ့နော်ပြီးရင်ချတယ်လာလိုက်ရင်ဒီနေရာဖြစ်သွားမယ်
နေရာမှာရတော့တိုင်ရှိတိုင်တိုးနဲ့တော့မှဆိုတော့ချင်းတစ်ခုလုံးမယ်ပြီးရင်ဒီမှတ်ထားတဲ့နေရာမှာတိုင်တိုးနှစ်တိုင်ထိုးမယ်1ပြီးရင်ဒါသူရဲ့စာအမှတ်ပေါ့နော်စာအမှတ်ဆိုတော့အမှန်ဒါလေးနဲ့ပြန်မှတ်ထားခဲ့မယ်ပြီးရင်နောက်ထပ်ဒီတူတဲ့ဒီအပေါက်ထဲမှာပဲတိုင်တိုးလိုက်တဲ့တိုင်ထိုးမယ်ဒါတော့အစုံကလေးမို့လို့ကျမတို့ကမလုပ်ပေးတော့နော်ချီရရန်ကြီးနေတော့ထိုးရနဲ့လောက်ဝင်အပြီးရင်တိုင်ဒီမှာ3တိုင်ပြီးဒီမှာဒီဘက်မှာဒါဒီမှာတတိုင်းတစ်ပေါက်ပါနော်ကော်နာလေးတွေလွယ်ပြဒီနေ့တော့6တိုင်9တိုင်တိုင်ပြီးဒီမှတ်ထားတဲ့နေရာရောက်လာ2တိုင်ဆိုတော့ကျိုးပါပြီ9တိုင်10တိုင်အပြင်ဒီဘက်ကပြန်စားတဲ့နေရာမှာဆိုတော့တပေါက်တိုင်နဲ့တိုင်နောက်တော့သူပြရပေါက်မှာတိုင်နှစ်တိုင်အဲ့တော့ဒီမှာတပေါက်တိုင်နဲ့ဒီဘက်မှတ်ထားတဲ့ဒီနေရာလေးရောက်တဲ့အထိထိုးမယ်ပေါ့နော်ဒီနေရာလေးရောက်ပြီးဒီမှာမှတ်ထားတဲ့နေရာရောက်ရင်နှစ်တိုင်ထိုးမယ်ပေါ့နော်ဒီဘက်ထိပ်ကိုရောက်လာပြီဒီမှာထိုးလာတာဒီတောက်ကနှစ်တိုင်ပွားထားတဲ့တောက်ပန်ပါဒီသူ့ရဲ့ပုံမှန်တိုင်းပဲဟာ25တိုင်းရှိမယ်ပြီးရင်ဒီမှတ်ထားတဲ့အမှတ်ကိုရောက်လာပြီဆိုရင်ဒီမှတ်ထားတဲ့အမှတ်ထဲမှာနှစ်တိုင်ထိုးရမယ်နော်အဲဆိုဂျားထဲမှာဘာချိန်မှချစရာမလိုဘူးတဲ့နဲ့ဒါပြီးရင်သူ့ပြင်နာအပေါက်မှာတိုင်ထိုးပဲတစ်တိုင်ဆိုတော့3တိုင်ပြင်တစ်ပေါက်မှာတစ်တိုင်နဲ့4တိုင်5တိုင်မတောက်ကလေးဖြစ်လိုက်တော့5တိုင်ရှစ်တိုင်ပြီးမှတ်ထားတဲ့အမှတ်လေးရောက်လာပြီဆိုရင်ဒီမှာနှစ်တိုင်ထိုးမယ်ပေါ့နော်တစ်တိုင်နှစ်တိုင်အပြီးအဲဆိုတော့တိုးတယ်10တိုင်ပေါ့1 2 3 4 5 6 8 9 10အပြင်ဒီမှာသူရဲ့ပုံမှန်တိုင်းသွားမယ်တိုင်းရှိလေးပေါ့နော်အားလုံးပေါင်း25တိုင်းရှိတယ်အဲ့ဒါဒီကနေဒီရောက်တဲ့ထိထိုးလိုက်ခဲ့မယ်ပေါ့နော်25တိုင်းမို့ထိုးတယ်ဒီမှာပေါ့နော်ထိုးလာခဲ့တာဒီမှာဒီ chain တွေကိုကြည့်ချင်အပြင်ဒီ chain တွေကိုသိမကြည့်နဲ့ပေါ့နော်ဒီအောက်ကတိုင်ကိုကြည့်မယ်ပေါ့ဒီမှာဆိုတစ်တိုင်နှစ်တိုင်သုံးတိုင်သူရဲ့ပုံမှန်တစ်တိုင်ပြီးတော့ရင်ကျွန်တော်ကဒီပထမဦးဆုံးစားခဲ့တဲ့အမှတ်မှာ slip stitch လေးနဲ့လာချိန်ရပါတော့တူတူလေးလာချိန်မယ်ပြီးရင်နောက်ထပ်တစ် row စားမယ်ဆိုတဲ့အတွက်တိုင်ထိုးထိုးမယ်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲချိန်တစ်ခုထိုးမယ်ပြီးရင်အပေါက်ထဲမှာပဲ
တိုင်တို့နဲ့ပြန်စားမယ်တိုင်တို့နဲ့ပြန်စားတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့က3လို့သတ်မှတ်မယ်ပြီးရင်တောက်လျှောက်တိုင်းမှာတစ်ပေါက်နဲ့ပချလဲထိုးခဲ့မယ်ဒီထိပဲပေါ့နော်ဒီတိုင်ရဲ့ဒီအပေါ်ထိပဲထိုးခဲ့မယ်ပေါ့တိုင်းမှာတစ်ပေါက်နဲ့ကျွန်မလက်ကရှာတာအဲ့လိုဆိုတော့ဒီထိပဲပေါ့နော်ဒီထိပဲထိုးပြီးတော့ဒီကနေမှ chain 1 2 3ဒီ3ခုမြောက်မှာတော့ချိန်မယ်ပေါ့နော်ပချလဲထိုးခဲ့ပြီဒါလေးတစ်ခုပြချင်တယ်သူကထိုးရင်နဲ့တော်တော်လေးတွေလန်လာမယ်ကြတယ်တို့လေးလန်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်အပြင်ဘက်ကနေပဲထိုးရမယ်ပေါ့နော်အဲ့ဒါမှဒီအလှပချမ်းအောင်ရမှာပေါ့အပြင်ဘက်ကနေထိုးမှာနော်ထိုးလာခဲ့တာတင်ပေါ်လို့ဖြစ်နေဒါရဲ့ချင်းရောဒီဘက်တော့ကိုရောက်လာပြီဆိုရင်ဒီမှာဒီတိုင်းရဲ့ပေါ်တဲ့တရားဒီတိုင်းမှာပြီးသွားပြီဆိုရင်ဒီတွေမှာမထိုးဘူးနော်မထိုးဘဲနဲ့ဒီဘက်မှာ slip stitch နဲ့ချိန်ပဲချိန်ပြရမှာနော်ချိန်ပြရင်နောက်တစ်ရိုးစားဖို့ဆိုရင် chain 1ပြီးရင်အဲ့အပေါက်ထဲမှာပဲတစ်တိုင်းပြီးတော့မှအဲ့ဒါကိုစာမှတ်အနေနဲ့မှတ်မယ်ပေါ့နော်ပြီးရင်ပတ်ချလဲစတိုက်ကိုလိုချင်တဲ့အမြင့်ရောက်တဲ့အထိဒီတိုင်းပဲ repeat လုပ်ပြီးထိုးသွားမယ်ပေါ့နော်ကဲထိုးလိုက်ပါဦးမယ်မမနော်ထိုးလာတာဒီအမြင့်ထိရောက်လာပြီပေါ့နော်အဲ့မှာအဲ့ကျူတဖို့ပေါက်ကလေးတွေဖောက်မယ်ဆိုကျွန်တော်တို့ကပုံမှန်ဆိုအိတ်ကဒီလိုပေါ့နော်ဒီလိုပေါ့အဲ့ပေါက်ကလေးတွေဖောက်မယ်ဆိုရင်ကျွန်တော်အိတ်ကိုဒီလိုလေးနေရာချလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဘယ်နှတိုင်းကြားမှာပါထဲဆိုပြီးတော့မရှိတော့ဘူးပေါ့နော်နေရာချလိုက်တယ်ပြီးရင်ဒီမှာကျွန်တော်ခြေကလေးတွေကတခြားသုံးထားတဲ့နေရာလည်းရှိတယ်ကျိုးသွားတာတွေလည်းရှိတော့ကျွန်မမရှိတော့အားကြောင့်ဒီလိုကွင်းကလေးတွေလောက်ထားအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကနေစဒီလိုကြည့်လိုက်ပါနော်ဒီကနေစရည်မယ်1 2 3 4တိုင်မြောက်မှာဒီမှာဆိုလည်းလို့ပဲဒီကနေစရည်မယ်1 2 3 4တိုင်မြောက်မှာဒီလေကကြတော့ဒီမှာကြည့်လိုက်ဒီလိုအချိုးချလိုက်ပြီးတော့နော်ဒီမှာတစ်တိုင်းနှစ်တိုင်းမြောက်ပြီးရင်တစ်တိုင်းနှစ်တိုင်းမြောက်ဒီဘက်ချမ်းမှာဆိုလည်းလို့ပဲ1 2 3 4 1 2 3 4လေးခုမြောက်ပါနော်အလဲမှာဆိုလည်းအဲ့လိုပဲဒီလိုအချိုးချလိုက်ပြီးတော့ဒီဘက်ကနေစရည်ရင်1 2မလဲ1 2ဒီလိုချိုးချလိုက်ပြီးတော့ဒီလိုတန်းချိုးထဲဖို့လုပ်လိုက်တယ်ပေါ့နော်အဆင်ပြေတယ်လို့ကိုယ်အဆင်ပြေတယ်လို့လုပ်လို့ရပါတယ်လို့ဆိုတော့ကဒါကslip stitch နဲ့ချိတ်ထားတာဆိုတော့တိုင်းရှိတိုင်းထူမယ် chain 1ဒီပေါက်ထဲမှာပဲတိုင်း2ဒီကလေကျိုးအရန်ထူတော့လက်ရန်နာတယ်အဲကျွန်တော်လက်ထဲမထည့်တော့ပဲနဲ့ကျိုးဒီတိုင်းပဲပြင်ကနေပဲယူသုံးလိုက်တယ်ပေါ့နော်ပုံမှန်ဆိုရင်ဒီလိုလုပ်မှာလက်ရန်နာအဲ့ဒါဒီလိုပဲလုပ်လိုက်တော့နော်ဒီမှာတော့ပထမအဆုံးစခဲ့တယ်မှာပါနော်ဒီကtime အဲ့ဒါတော့ဒီမှာမှတ်ထားတဲ့နေရာရောက်ပြီဆိုကျွန်တော်တို့မှာတိုင်မထိုးတော့ပဲနဲ့ချိန်ပဲထိုးလိုက်တော့မှာပါနော်
chain ထိုးပြီးတော့ဒီမှာကြော် skip လိုက်ပြီးတော့သူ့ဘေးနာမှာပေါက်ထဲမှာတိုင်းထပ်ထိုးရပါဘယ်လိုပဲနောက်ထပ်တစ်ထားဒီမှာတော့ကြည့်လိုက်မယ်ဆိုဒီမှာပေါက်ချန်ခဲ့တယ်ပေါ့ဒီမှာလည်းလိုပဲတိုင်းမထိုးဘဲနဲ့ skip လိုက်ပြီးတော့ chain 1ပြီးရင်သူပြပေါက်မှာဒီမှာ skip လိုက်ပြီးတော့သူပြနာပေါက်မှာတိုင်းထိုးမယ်အဲ့ဒီချိုးအရင်ထိုးရတယ်နဲ့တော့အပြင်ဒီကနေဒီထိထိုးပြီးတော့ဒီပေါက်မှာ skip ပဲပေါ့နော်ဒီချီရလေတော့ knock 10လောက်ရင်ကောင်းတယ်ပေါ့ချီလုံးကြည့်လို့အဲ့နဲ့ထုံးမယ်ဆိုလဲရတယ်လို့တော့ပြထားတာပဲပေါ့နော်သူရဟိုမှာ number 6ကိုသုံးအောင်ကျွန်တော်အက number 6ပဲအဲ့ဒါဒီနေရာကိုရောက်လာရင် chain 1လုံးမယ်ဒီတိုင်ကို skip မယ်သူပင်နာအတိုင်းမှာထိုးမယ်အဲ့ပေါက်ကလေးပါနော်ကျွန်တော်မှတ်ထားတဲ့နေရာရောက်လာပြီ chain 1ပြီးရင် stitch ကို skip လိုက်မယ်chain 1 skip မယ်ဒီဘက်ပေါက်ကိုမှန်ဆိုလဲ skip မယ်ပြီးရင်ဒီဘက်ပေါက်ကိုထိုးမယ်ဟုတ်နော်ကျွန်တော်မှတ်ထားတဲ့နေရာရောက်ရင် chain တစ်ခုထိုးမယ်ပြီးရင်ဒီမှတ်ထားတဲ့ stitch ကို skip လိုက်မယ်အတိုင်းကိုမှတ်ထားတဲ့နေရာရောက်အတိုင်းနဲ့ဆို dash out ဒီဘက်ရောက်တဲ့ထိထိုးသွားပြီနော်ဒီပြီးလို့ရှိရင်ဒီဘက်ကပေါ့စမှတ်ဒီစမှတ်ကိုရောက်တဲ့ထိချောလိုက်တော့နော်ဒီကနေဒီထိရောက်တဲ့ထိထိုးလိုက်ပဲပြည့်သွားပြီပါနော်ပဲပြည့်သွားရင်ကျွန်မနောက်ထပ်အပေါ်ကနေတစ်ပတ်ထပ်ထိုးမယ်နောက်ထပ်နှစ်ပတ်ထိုးနောက်ထပ်2 row ထိုးမယ်ပေါ့နော်2 row ကိုနောက်ဆုံး row မှာကျွန်မအယောင်ကလေးတစ်ခုဆက်မယ်ပေါ့နော်လိုက်ထိုးတဲ့လူတွေကတော့အယောင်ဆက်လိုက်ရတယ်မဆက်လိုက်ရတယ်ပေါ့နော်အယောင်လေးဆက်အောင်ပို့လာတယ်ထင်လို့အယောင်လေးဆက်မယ်ပေါ့ပြီးပါပြီဒါလေးပေါ့နော်ဒီလိုအယောင်လေးဆက်ပြီးထိုးလိုက်တော့ပို့ပြီးလှမ်းမယ်လို့ထင်တယ်တိုက်လို့ထိုးပါအယောင်ဆက်လိုက်ရတယ်မဆက်လိုက်ရတယ်ပြီးရင်တော့ချီလေးတွေတိတ်မယ်
ကျိုးလေးထိုးမယ်ပေါ့နော်ကျိုးကတော့ကိုလိုချင်တဲ့အတိုင်းတာပဲမှန်ပြီးတော့ထိုးလိုက်ပါဒါပါကျွန်မကတော့ကျိုးအရှိကိုအများယူထားလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်မထိုးမယ်ပြီးရင်ဒီဘက်ကကျိုးဒီကိုပြန်တက်မယ်ပြီးရင်ဒီအောင်ထိုးမယ်ပြီးရင်ဆွဲပါတော့ပြီးရင်ဒီလိုပြန်ယူမယ်ဒီလိုယူမယ်ပြန်ဆွဲမယ်ဒီလိုယူမယ်ပြီးရင်ဒီပေါ်ပြန်တင်မယ်ဒီလိုယူမယ်ပြန်ဆွဲချမယ်ပြန်ဒီလိုပြန်ယူမယ်အတိုင်းကိုကိုလိုသလောက်ရှည်ရတဲ့ထိထိုးသွားပါတော့ထိုးလာခဲ့တာကျိုးရှည်ရပါတော့မဖြုတ်သေးဘူးရင်တိုင်းကျွန်တော်လည်းထပ်လို့မယ်ဆိုတော့အဲ့ဒါထပ်ထိုးလိုက်အောင်ပါဆိုတော့ပါပြီပြီးရင်ဒီကျိုးနောက်ကိုဆက်ပြီးတော့ဒီအစလေးတွေတိမ်ပေါ့နော်တိမ်ရင်တော့တိတ်ချတာလေးအစလေးတိမ်ပြီးပေါ့နော်အဲဆိုကျွန်မပထမတိတ်ထိုးတော့ကျွန်မအစတိတ်ချမတိမ်ဘူးလို့လမ်းတော့မှအိတ်ချိုးပြောင်းอ่ะ
ပြီးရင်ဒါလေးထိုးပြရမယ်နော် keychain ဟောဒါမျိုးလေးကျွန်တော်ခုတက်လိုက်လှမှာနှစ်ခုတက်လိုက်ရင်လာမလားမသိဘူးဒါပဲပြုတ်သိတဲ့ရတာထိုးကြိတ်တဲ့ဒီကတန်ခွင်းလေးတွေနဲ့ဆိုရင်တော့ပုံစံပြမှာကျွန်တော်တခုအသေးတခုအကြီးလောက်တာတော့အတူရှိကလေးနှစ်ခုပြနေတော့နည်းနည်းပို့ပြီးလာတော့လားမသိဘူး Viva vi ကျွန်မပြင် keychain လေးထုတ်ပြပါမယ်